အားလုံးပဲမင်္ဂလာပါဘာဆလန်အမန်နေကြိုဆိုပါရစေ။ကဲညီကိုတို့ကျွန်တော်ဘာစီလိုနာအသင်းကတော့2026မှာဖလားတစ်လုံးနဲ့စတင်နိုင်ခဲ့ပြီ။ဒါတကယ်ကိုဒီကျွန်တော်တို့အသင်းရဲ့ဒီအပေါင်းဆောင်တဲ့လက္ခဏာတစ်ခုဖြစ်တယ်။ကစားသမားတွေရဲ့ energy ကစားသမားတွေရဲ့ momentum ဒီစိတ်အားထက်သန်မှုတွေအများကြီးတက်သွားစေတဲ့ပွဲဖြစ်တယ်ပေါ့နော်။ဒါပေမဲ့လည်းဒီဖလားကလည်းတာမန်အသင်းကိုနိုင်တဲ့အသင်းမဟုတ်ဘူးကျွန်တော်တို့ရဲ့မဟာပြိုင်မဲ့ Real Madrid ကိုနိုင်ယူပြီးတော့ရရှိခဲ့တဲ့ဖလားဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ချိုးမိန်ခဲ့တယ်ပေါ့နော်။နှစ်ဆကတော့ဒီနေ့မှာတော့ကျွန်တော်တို့3-2ဆိုတဲ့ရလဒ်နဲ့ Real Madrid ကိုကျွန်တော်တို့အနိုင်ရရှိခဲ့တယ်ဆိုတော့ဘာစီလိုနာအနေနဲ့မိနစ်တောင်ကလည်း 5-2 ဆိုတဲ့ရလဒ်နဲ့ပြစ်ပြတ်သားသားကိုအနိုင်ရရှိခဲ့တယ်ဆိုတော့နှစ်ဆက်တိုက်ပေါ့နော်အနိုင်ရရှိခဲ့တာဖြစ်တယ်ကျွန်တော်တို့ဘာစီလိုနာအနေနဲ့ဒီနေ့ပွဲမှာဘယ်လောက်ထိကောင်းခဲ့လဲဆိုတာညီကိုတို့အမြင်ပဲဒီကျွန်တော်တို့ပထမပိုင်းမိနစ်30အတော်အတွင်းမှာကျွန်တော်တို့အနေနဲ့အခက်အခဲလေးတွေရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ Frankie De Jong နဲ့ Pedri ရဲ့အတွက်လမိုင်းရမယ်တို့ရဲ့ဖြစ်တင်မောတွေဒီ body capacity ကနေပြီးတော့ဒီကျွန်တော်တို့ဘောနော်အဖြေပြန်ရခဲ့တယ်လို့ပြောရမယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဘာစီလိုနာအနေနဲ့ဒီနေ့ပွဲမှာ Lion Leo တစ်ချက်လောက်ကြည့်ကြည့်အောင်ဘိုးသမားတော့ Ron Garcia ဒီမှာတော့ကျွန်တော်တို့ Eric Garcia နဲ့ Kubasi နဲ့တွဲလာတယ်ပေါ့နော်ကျွန်တော်တို့ RB နဲ့ LB ကတော့ပုံမှန်အတိုင်းပါပဲခုန်တင်းနဲ့ Bede defensive midfield မှာတော့ Frankie De Jong နဲ့ Pedri ပေါ့နော်တကယ် midfield မှာတော့ကျွန်တော်ဒီနေ့ပွဲမှာဒီလိုမျိုး Real Madrid အနေနဲ့ပိတ်ဆော့လာမယ်လို့လည်းသိခဲ့တဲ့အတွက်ကြောင့်ဒီ Dani Olmo ကိုပါလာမယ်လို့ယူဆခဲ့တယ်ပထမတော့ဒါပေမဲ့လည်းဒီနေ့မှာတော့ Family ဘက်ကိုပဲဒီပွဲထွက်စေတယ်ပေါ့နော်ဖဲညာမှာတော့ Rafinha နဲ့လမိုင်းရမယ်တိုက်စစ်ကိုကတော့ကျွန်တော်တို့ပထမပွဲမှာအနားပေးထားတော့ Robert Lewandowski ပါဝင်လာတယ်ပေါ့နော်ပြန်မဲ့အနေနဲ့ကတော့ဒီနေ့ 4-4-2 အနေနဲ့ပါဝင်လာတယ်သူတို့ကလည်းဒီ Schumann Hausen ကို CB မှာတွဲလာတယ်ပွဲမှာ Alvaro Carreras နဲ့ဒီ RB မှာတော့ကျွန်တော်တို့ဒီ Raul Sansi ကိုပွဲထွက်စေတယ်ပွဲလက်မှာတော့ Camavinga နဲ့ Bellingham ကိုဒီဘယ်ဘာတွေနဲ့တွဲတယ်ပေါ့နော်ပွဲအတွင်းမှာတော့သူတို့ကတော့ဒီ defensive shape ကို4-4-2အနေနဲ့5-3-2အနေနဲ့ပြောင်းလဲတယ် Feber တွေကို RB ပြန်ပြီးတော့ဆင်းပြီးတော့ပေါ့နော် Rodrigo နဲ့ Vinicius Junior ကတော့ဘယ်နေရာမှာတောင်မှနှစ်ထပ်ပုံစံနဲ့ဒီနေ့ကစားသွားခဲ့တယ်ပွဲချိန်ပထမပိုင်းနေမှာတော့ကျွန်တော်တို့ထင်ထားတဲ့အတိုင်းဘာစီလိုနာဘောလုံးကင်မယ် Real Madrid ကောင်တာချောင်းဆော့မယ်လို့သိတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ဘာစီလိုနာအနေနဲ့ position 80နီးပါးကိုကျွန်တော်တို့ရရှိခဲ့တယ်ဒါပေမဲ့ထိရောက်တဲ့clear နေမရခဲ့ဘူးပြိုင်ဘက်ကတော့ကျွန်တော်တို့ပေါ့နော်သူတို့အနေနဲ့တော့မှပထမအပိုင်းလေးတွေမှာပို့ပြီးတော့ clear လေးတွေရရှိခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်ဘာစီလိုနာအနေနဲ့ပထမမိနစ်30အတွင်းမှာတကယ်ကိုမန်တူမန်မာကင်ကတ်ခံရတဲ့အနေအထားတွေရှိတယ်ဘောလုံးသာကင်ထားတယ်တကယ်ကိုထိရောက်တဲ့ကျွန်တော်တို့တိုက်စစ်စင်မှုတွေမတွေ့ခဲ့ရဘူးဖာမီလိုပက်ချီကနေဘောလုံးတွေမထွက်တဲ့အနေအထားတွေဖြစ်ခဲ့တယ်လမိုင်းရမယ်ချီကနေပြီးတော့မထွက်နိုင်တဲ့အနေအထားတွေရှိခဲ့တယ်ဒါပေမဲ့ cooling break ပြီးတဲ့အနေအထားမှာတော့ကျွန်တော်တို့လမိုင်းရမယ်ရဲ့Radical pass တွေနောက်ပြီး Rafinha ရဲ့ BR တွေနဲ့ဒီ Family Lopez ရဲ့ interception တွေဒီလူမှုတွေတကယ်မိုက်တယ်ပေါ့နော်ပထမလမိုင်းရမယ်ဖြတ်ပေးလိုက်တဲ့အလုံးဆိုတကယ်ကိုမိုက်တယ်ဗျာ Rafinha အနေနဲ့ဒီဟန်ချက်ပြက်ပြီးတော့ဘောလုံးကဘေးကိုကန်ထုတ်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့လည်းမကြပါဘူးကျွန်တော်တို့မိနစ်36မိနစ်မှာတော့ Family Lopez ကဖြတ်လူပြီးတော့ Family Lopez တစ်ချက်လှက်ပြီးတော့ Rafinha ကိုပေးတာဆိုတော့ Rafinha ဒီကိုကတော့တကယ်ကိုမိုက်တယ်ဗျာချူမာနီရဲ့ပေါင်ကြားနေပြီးတော့ထင်တယ်ဟုတ်တယ်အဲ့နေပြီးတော့တွင်းသွားတာပေါ့နော်ကိုသမားရဲ့ဘယ်ဘက်တောင်းကွက်တိပဲပထမမိနစ်30အတွင်းဆော့တဲ့ပုံစံမဟုတ်တော့ဘူးပို့ပြီးတော့တိုးတက်လာတဲ့ဖြည်းဖြည်းနဲ့ပေါ့နော်ဒါပေမဲ့ Vinicius Junior 45မိနစ်မှာကတော့ Vinicius Junior ရဲ့တကူတော့ဂိုးပေါ့နော်ဒီဂိုးကတော့တော်တော်ကိုမိုက်တယ်ဆိုတော့1-1ပွဲပြီးကနေပဲအလဲပြောင်းနေအများကြီးဖြစ်သွားတယ်Lewandowski ကို Pedri ခင်မိလိုက်တဲ့အလုံးတကယ်ကို Pedri လည်းလှပပါတယ် Lewandowski ကလည်းတစ်ချက်ပဲထိမ့်ပြီးတော့ဒီကြောထက်တာပေါ့နော်ကိုသမားတောင်းငံပေါ်ရရှိခဲ့တယ် Rafinha ခေါင်းနဲ့တိုက်ပြီးတော့အဲ့အနေပြန်ထွက်လာတဲ့အလုံးကို Gonzalo Garcia ကနေပြီးတော့လဲသွားပြီမဲ့လည်းပိတ်သွင်းလိုက်တယ်ပေါ့ပထမပိုင်းတော့2-2ဆိုတော့ Barcelona နဲ့တော့ Mobatan တော့ရလာပြီပြန်မဲ့အနေနဲ့ကလည်းကမ်းမဲ့ပြန်လာနိုင်တယ်ဆိုတော့သူတို့ကလည်းယုံကြည်မှုဖြစ်မြင့်လာတယ်ပေါ့နော်အဲ့လိုခံစားရတယ်ဒုတိယပိုင်းမှာစရောကျွန်တော်တို့အနေနဲ့ပွဲချင်းတော့ထိန်းချုပ်ထားတယ်ဒါပေမဲ့အရင်မထိုးဖောက်နိုင်သေးဘူးပေါ့နော်66မိနစ်မှာတော့ Dani Olmo နဲ့ Family Lopez နဲ့လဲတယ် Ferran Torres နဲ့ Robert Lewandowski နဲ့လဲတယ်ဆိုတော့ကျွန်တော်ကတော့ Dani Olmo မျှော်လင့်နေတာပေါ့နော်ဒီပွဲမှာပထမ Clasico မှာ La Liga မှာတော့လည်း Dani Olmo မပါဝင်နိုင်ဘူး Rafinha မပါဝင်နိုင်ဘူးဆိုတော့အဲ့ဒီနှစ်ယောက်ကတော်တော်ကိုတိတာစေတယ်ဘာဖြစ်လို့လဲဆိုတော့ Real Madrid အနေနဲ့ခါတိုင်းလို့ကျွန်တော်တို့ပေါ့နော်တူတင်ကိုတင်ရှာတာမဟုတ်ဘဲနဲ့ကွင်းလေယူအတင်းကြကြီးပိတ်ဆို့ပြီးတော့ခန်းစစ်တို့အရင်ကြီး5-3-2အဲ့လိုမျိုးအနေထားအထီကိုသူကပိတ်ဆို့ပြီးဆော့တဲ့အတွက်ကြောင့်ထိုးဖောက်ခက်နေတယ်ပေါ့နော်ထိရောက်တဲ့ Dani Olmo ဝင်လာပြီးနောက်ပိုင်းမှာတော့တကယ်ဗျာထိုးဖောက်ရတာ Dani Olmo ရဲ့ link ကတ်တွေအရန်ကိုမိုက်တယ်ဆိုတော့ Dani Olmo ဝင်လာပြီးနောက်ပိုင်းမှာကျွန်တော်တို့ရဲ့ဒီ clear ရှမ်းတွေကအစတော်တော်ကြီးကိုဘာစီလိုနာအနေနဲ့တိုက်စစ်ဆင်မှုတွေမြင်မာလာတယ်ပေါ့နော်ကျွန်တော်တို့ပွဲစဉ်83မိနစ်မှာပေါ့နော်Rafinha အနေနဲ့ဒီဘက်ကညာတော်မနေချိုးပေးလိုက်တဲ့အလုံး Dani Olmo ကနေပြီးတော့ Rafinha ရှီကိုလွတ်ပေးလိုက်တယ်ပေါ့နော်ပေးလိုက်တဲ့အနေအထားမှာဆိုရင် Rafinha အနေနဲ့ဟန်ချက်ပြတ်သွားပြီမဲ့လည်းဒီကျွန်တော်တို့ညာရှီတောင်းနဲ့အပြင်းကန်သွင်းတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဝင်သွားတယ်ပေါ့နော်ဆိုတော့ဒါပွဲရဲ့အနိုင်ကိုဖြစ်စေခဲ့တယ်ပေါ့နော်ဒီလိုမျိုးပဲ
86မိနစ်မှာတော့သူတို့ကလင်အမ်ဘပ်ပဲဝင်လာတယ်ဒါပေမဲ့လည်းဘာမှအဲ့လောက်ကြီးတော့ထူးခြားမနေဘူးသူတို့ဆော့တဲ့ပုံစံကတော့ခန်းစစ်ကိုလုံအောင်ပိတ်ပြီးတော့ကိုသမားရှိကနေပြီးတော့ကျွန်တော်တို့ဘင်းချက်စီနေရာရှိကိုတက်ပြီးတော့ပဲဘောလုံးတင်းနေပေးနေတာပဲကျွန်တော်တို့မြင်တော့တယ်ပေါ့နော်နောက်ပိုင်းတော့ဝင်းလေတွေကနေကြော်ပြီးတော့ပေါ့နော်ဘင်းချက်စီနေရာရှိတန့်ရောက်မယ်အမ်ဘပ်ရှိတန့်ရောက်မယ်အဲ့လိုမျိုးပဲတင်းပေးနေတာပဲမြင်တော့တယ်ဝင်းလေနောက်တန်းနေဘောလုံးကစားနေတာကျွန်တော်တိတ်တောင်မှတေချာမတွေးတော့ဘူးပေါ့နော်80ကျော်တွေမှာဆိုရင်ဆိုတော့သူတို့ကလည်းအဲ့လိုနီးစနစ်နဲ့ပဲရှင်းကပ်လာရလို့ထင်ပါတယ်ဒါပေမဲ့ကစားကွက်ချင်းကလည်းရှင်လို့မရခဲ့ဘူးပေါ့နော်ဘာစီလိုနာလုံးလုံးဒီလိုနဲ့ပဲကျွန်တော်တို့ဒီ83နှစ်မှာဂျာရတ်မာတင်ဝင်တယ်မကာရာဖူဝင်တယ်မကာရာဖူကတော့ပွဲပြီးကနေမိနစ်90ပြေးကနေဒီမှာသူကိုစမနဲ့တယောက်ရှင်းနေတွေတွေ့တာလဲမဝင်ခဲ့ဘူးပေါ့နော်တကယ်ဖိုတူဖြစ်မဲ့အနေထားတွေဆိုတော့မကာရာဖူကလည်းဒီနေ့မှာရုံတော့ရုံပေးပါတယ်ဒါပေမဲ့သူ့ရဲ့ဒီ clinical ကိုသွင်းတဲ့နေရာမှာ clinical ဖြစ်ဖို့လိုအပ်နေတာရှိတယ်ပေါ့နော်90မိနစ်မှာတော့ကျွန်တော်တို့အဘဘေကိုဖျက်ထုတ်တာကျန်းသွားတယ်ဆိုပြီးတော့ Frankie De Jong နီးကပြရတယ်ပေါ့ဗျာပွဲကတော့နောက်ဆုံးအချိန်ထိပဲရင်ခုန်မှုပေးခဲ့တယ်ဒီနေ့မှာရှီဂျူဘိုးမဖြစ်မနေရှီဂျူကမှာတော့ကိုသမားဟူရန်ကာစီကလည်းကျွန်တော်တို့မဖြစ်မနေရှီဂျူကမှသူပထမဆုံးဖလာရရှိခဲ့တယ်ဒီလည်းနောက်ဆုံးဒီအဘာရိုကာရီရဲ့ကန်တဲ့အလုံးတွေဆိုရင်လည်းသူတေချောင်းနေရာယူမှုတွေမှန်ကန်ခဲ့တယ်ပေါ့နော်တော်တော်ရှုံမင်းခဲ့ပါတယ်ကျွန်တော်တို့ဘာစီလိုနာအနေနဲ့ပေါ့နော်2016ကိုဖလာတစ်လုံးနဲ့ပွင့်နိုင်ခဲ့တယ်ဒီနောက်တန်းကတော့ကျွန်တော်လူဝယ်ဖို့လိုတယ်ဘုသမားတော့တကယ်စိတ်ချရပြီပေါ့နော် injury ဒါမဖြစ်အောင်ကျွန်တော်တို့အနေနဲ့မျှော်လင့်ရမယ်ပေါ့နော် congratulation ပေါ့နော်ကျွန်တော်ကိုအသင်ကိုပြောချင်တယ်လာလီဂါမှာဆိုလည်းပုံစံကောင်းရရှိနေတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်ချန်ပီယံလိမှာဒီထက်ပိုပြီးတော့ပုံစံကောင်းရရှိနိုင်မယ်ဆိုရင်တော့တိုက်စစ်မှုတယောက်နဲ့ဒီတောင်တောင်မြေခန်းစစ်တယောက်လောက်တော့လိုအပ်တယ်ပေါ့နော်အသင်းနဲ့အဝင်ခွင့်ကြမဲ့ခန်းစစ်တယောက်လောက်လိုအပ်တယ်ဆိုတော့ဒီလောက်ပါပဲညီကိုတို့အမြင်လို့လည်းကိုမဝင်ရောက်ဆွေးနွေးကြပါအောင်ကျွန်တော် YouTube channel လေး subscribe လုပ်ခဲ့ကြပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်